အားလုံးမင်္ဂလာပါလီလီပြန်လာပါပြီရှင်လီလီပေါ့နော်ဒီ YouTube ကနေပြောက်သွားတာတစ်လကျော်လောက်ရှိနေပေါ့နော်လီလီဒီနေ့ပေါ့နော်မမရဲ့ဆရာမရှိလို့ဆိုပြီးတော့လီလီလောက်ထားတဲ့ ID လေးကိုပြပါမယ်ID လေးကတော့ Tower ID လေးပေါ့နော်ဒီချက်ကိုတစ်ပုတ်ကိုတရက်တစ်ပုတ်အတက်နိုင်ဆုံးတင်ပေးပါမယ်ရှင်။ဆောင်းမတွင်းဆိုရင်တော့မတင်ပေးနိုင်အောင်ပေါ့နော်။ဒါပေမဲ့တရက်တစ်ပုတ်ကတော့နေတိုင်းတင်ပေးဖြစ်ပါမယ်ရှင်။ဒီ ID ကိုတစ်ခါရေးပြပြပါမယ်ရှင်။ဒီဗီဒီယိုမှာပဲပေါ့နော်။လေးပါလေးပဲဖြစ်ပါတယ်။ ID စီးပြီးတော့ပေါ့နော်ကိုယ့်အတူခုံကြည့်ကြပါလိလီချင်းတွေလည်းထည့်ထားတာမလို့ပါရှင်ဒီနားလေးကတော့စပိန်ကိုစီးပြီးတော့ပေါ့နော်သွားမယ့်နေရာလေးပါရှင်ပြန်တီလေးကလေးလောက်ထားကြပါပြီရှင်ကြာကဒီ3ခုမှာပေါ့နော်2ခုကချင်းပါတစ်ခုကကြအကောင်ပေါ့နော်ဒါလေးကတော့နေရန်ဘေးကနေခုံရတဲ့ဟာလေးပါအတန်တိုးနေကြမှာပါရှင်ဒီမှာပေါ့နော်နေရန်ရပိတ်နေရဖြစ်တဲ့အတွက်ကြောင့်မလို့ဂျမ်းပဲလာလိုက်တော့ပေါ့နော်အိုင်နာလေးရနဲ့အဲအားကြောက်တာပါတော့မှာပါအဲ့ဒါလေးရအဲ့လေโอเคဒါတာပါလေးပေါ့နော်ID လေးကိုလည်းတစ်ခါပြပေးထားပါမယ်ရှင်ဒါဆိုရင်တော့ဒီနေ့ကဗီဒီယိုလေးတွေ့သွားတဲ့အတွက်တောင်းပန်ပါတယ်လေးကောင်လေးကို subscribe မလုပ်ရသေးဘူးဆိုလဲ subscribe လေးနှိပ်ပေးခဲ့ကြပါအောင်ရှင် like လေးလည်းပေးခဲ့ကြပါအောင်ရှင်အားလုံးဘိုင်ဘိုင်